တော့အသက်တစ်ချောင်းကေဖို့ကြိုးစားနေစေပေါ့မနေ့ကကလေးတွေကန်ပြေးတော့မှာဒီကကျုပ်ဖြစ်နေရှိရပေါ့အသက်တစ်ချောင်းတန်ဖိုးရှိတယ်နော်တလိမ့်ဆန်လည်းအသက်တစ်ချောင်းတော့ပဲဆိုတော့ဒီတနိုင်လည်းလောက်လို့ပေါ့ဗျာသိတယ်မှာကျင်းနာပြရတယ်လေမတော်တယ်မလို့မထင်တာအောင်ဆုံးတော့လုတ်ပြလိုက်မယ်တေးဝိုင်းတော့အတူပါချပြလိုက်မယ် right the comedy fell hopefully getting better buddy တေးချာလောက်ရကြပါစလီရလေတေးလေးဒါပေမဲ့နိုင်ငံခြားမှာကျတော့ဆက်အစုံရှိရလေဟိုမှာဒီလောက်ငှက်လေးဆိုရင်ဘလူးလေးလောက်ဒီမှာကျတော့ဘာမှမရှိရှိမဲ့နူတူမှလမ်းကိုလိုက်ပြတ်တက်နေငှက်လေးစာနာစိတ်မရှိတဲ့လူတွေနော်အသက်တစ်ချောင်းတန်ဖိုးရှိတယ်နော်ယူဆိုင်ကြ